ကိုမင်္ဂလာပါ ကိုရဲ့နာမည်နဲ့နေလိပ်စာလေးမိတ်ဆက်ပေးပါဦး ကျွန်တော်ရဲ့နာမည်နဲ့နေလိပ်စာတော့ကျွန်တော်အေယာဝီတိုင်းဒေသကြီးညောင်နှုံးမြို့နယ်အိမ်မကျွော်ကျွန်တော်မောင်သားနေသေးပါခင်ဗျာ ဟုတ်ကဲ့ပါကိုဟုတ်အခုလက်ရှိအကိုစိုက်ကဘယ်လောက်ရှိလဲကို စိုက်က30ကျော်ရှိပါခင်ဗျာ စဘာစိုက်က30ကျော်နော် ဟုတ်ကဲ့ပါ ဟုတ်အကိုရဲ့ဒီစဘာခင်းလေးမှာအဓိကဘာပေါင်းနေအဓိကရှိလဲကို ကျွန်တော်လေထဲမှာကအဓိကတော့ဒီ share ပင်လေးနော်ဒေါင်းမီပြန်မြတ်သီးပေါ့ဗျာအစုံပေါ့မြတ်ကတော့တော်တော်များပေါက်တယ်ဗျာ ဟုတ်ကဲ့ပါအဲ့ဆိုအခုဒီစဘာခင်းမှာ share တွေတအားများတဲ့အချိန်မှာကျွန်တော်အခုလက်ရှိဒီမဲမော်ကုမ္ပဏီကနေထွက်တဲ့ကိုဖုတီလေးလာပြန်ထားနော် ဟုတ်ကဲ့ပါရှေ့မှာကိုဒီ share အတွက်ကိုအကိုဘယ်လိုများအတွေ့အကြုံတွေရှိခဲ့သေးလဲကိုဒီ share နဲ့ပတ်သက်ပြီးတော့လေခက်ခဲလေးတွေ ဟုတ်ကဲ့ပါဗျာ share နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့နှစ်တိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ပုံမှန်ဆေးပေါ့နော်ကျွန်တော်တို့ပုံမှန်ဆေးဖြန်းနေကြဆေးတွေပေါ့နော်ပုံမှန်ဆေးဖြန်းနေကြဆေးကိုကျွန်တော်တို့ဖြန်းနေပေါ့နော်ဒီနေ့မှာကျတော့ပုံမှန်သုံးနေကြဆေးတွေကကျွန်တော်တို့ဖြန်းတဲ့ခါမှာဒီ share ပင်တွေကတိတက်ကြံခဲ့တာဗျာနော်အဲ့နောက်မှာပြောမှဆိုလို့ဆေးတဲ့ဓမစ်ဆေးတွေ6ဖြန်းတာပေါ့နော်ဒီပင်တွေကကြီးဝါတဲ့ခါကျတော့မသေးဘူးဗျမသေးဘူးဗျ ဟုတ်ကဲ့အဲ့လိုဆိုတော့အခုကျွန်တော်ဒီမဲမော်ကုမ္ပဏီကနေလာပြီးတော့မှဆေးလေးနှစ်ပုံးစာဖြန်းထားတဲ့အနေအထားမှာကျွန်တော်ဒီအခုလက်ရှိ share ဆိုရင်အခုဘယ်နည်းလောက်နဲ့ကြာသွားလဲကို ဒီကောင်လေး6ရက်9ရက်တစ်ပတ်ပေါ့ဗျာနော်တစ်ပတ်နဲ့ဒီကောင်လေးကတိတာပါတယ်ဗျာ9ရက်လောက်နဲ့တိတာလာဗျာဝါလာတာ ဟုတ်ကဲ့ ဒီကောင်တော့ဆိုလို့ရှိရင်ဒါ9ရက်လောက်ဆိုဒီကောင်လေးပြုတ်ထပ်ပြီပေါ့နော် ဟုတ်ကဲ့တော်တော်လေးပြုတ်ပြီးတော့မှဟိုနည်းနည်းလေးအစ်စ်တွေပါပုတ်သွားတာနော်ကို ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ဆေးနှုံးထားကိုဘယ်နှစောင်းထည့်လိုက်လဲကို ကျွန်တော်တို့ကဆေးနှုံးထားကျတော့ကျွန်တော်တို့ကဒီပြောမဲ့ဆိုရင်တက်တန်းလာကြော်လောက်ဖြစ်နေတဲ့ကြော်ကိုပြတော့ဒီရင့်ဝိုင်းပေါ့နော် ဟုတ်တယ်ဟိုပေါင်းကလေးတော်တော်လေးရှည်တော့ပြီ ရင့်ဝိုင်းတော့ကျွန်တော်တို့ကတော့ဒီဆေးကိုတော့80လောက်ထည့်သုံးရတယ်ဗျ ဟုတ်ကဲ့ပါ80ကျော်လောက်ထည့်80ဆိုတာကျွန်တော်ဆက်ဖြန်းပုံးလားကို ဆက်ဖြန်းပုံးဗျ ဆက်ဖြန်းပုံးဆိုရင်6ကလင်ရှိနော်ဒီ6ကလင်ကို80ထည့်ထားတယ်80ဆိုတာ8စွန်းကိုပြောတာ ဟုတ်တယ်8စွန်းပါခင်ဗျ ဟုတ်အဲ့လိုဆိုတော့အခုဒီပေါင်းရလဲကျွန်တော် share ရလဲသိတဲ့အတိုင်းပဲအခုတော်တော်လေးကိုရှည်နေပြီနော် ဟုတ်ကဲ့တော်တော်လေးရှည်နေပါဗျ အဲ့ဒီကကျွန်တော်တို့ဖြန်းထားတဲ့အနေထားမှာဟိုဖြန်းထားတဲ့ဆေးပုံးရေတွေကနှစ်ပုံးဖြန်းခဲ့တယ်ပေါ့နော် ဟုတ်ကဲ့နှစ်ပုံးဖြန်းခဲ့တယ် ဟုတ်ကဲ့အဲ့ဆိုကျွန်တော်မဖြန်းသေးတဲ့နေရာလေးလေကျွန်တော်ကြံအောင်ပါပေါ့ ကြံနေခင်ဗျကြံနေ ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဖြန်းပြီးနေရာလေးကိုပထမဆုံးဟိုဟာလေးချက်လောက်နှုတ်ပြပေးပါအောင်ကိုဒီဝိုင်းလေးပေါ့နော် ဖြန်းထားတဲ့ဝိုင်းပေါ့နော် ဟုတ်ကဲ့ပါ ရှဲဝင်အခုနှုတ်တာနဲ့ပြုတ်ကနေဆိုပြီးပါလာတယ်နော် ပြုတ်ထွက်နေတာဗျပြုတ်ထွက်နေတာနော်အစ်စ်တွေပါတစ်ခါလေးပုတ်ပြီးတော့မှဒုံးမကိုနေရဲပြီးတော့မှ ဒီမှာဆိုလို့ကျင်ဒီမှာဖြန်းထားတဲ့ဟာပြုတ်ထွက်တယ် ဟုတ်ကဲ့ပါ ပြုတ်ထွက်နော် အခုတောင်းသူတော်တော်များများကကျွန်တော်စဘာခန်းကိုဆေးဖြန်းနေဆိုရင်ကျွန်တော်ဒီစဘာနာမှာလေးစိုးရင်ကြရလေအခုကျွန်တော်အခုဖြန်းထားတဲ့အနေထားရဆိုစဘာတွေနာရှိလားကို မရှိဘူးခင်ဗျဒီမှာလက်ရှိမှာစဘာကတော့ဒီမှာပဲနော် စဘာတွေကတော့နာမရှိဘူးပေါ့နော်စိမ့်စုံနေရပဲတွေ့ရတယ်ပေါ့ ဒီမှာဒီဘက်တွေဆိုလို့ရှိရင်အပြီးပါပြီပေါ့နော်စဘာရဲ့နေသားတွေကဒါဘာမှထိခိုက်မှုတော့မရှိဘူးဗျ ဟုတ်ကဲ့ထိခိုက်မှုမရှိရဲ့ဆေးကောင်းလေးတစ်မျိုးပေါ့နော် ဟုတ်ကဲ့ပါဟုတ် အဲ့ဒါကျွန်တော်ဒီမဖြန်းသေးတဲ့အဝိုင်းလေးဆိုရင်ကျွန်တော်ဟိုဘက်အဝိုင်းလေးတွေပါမယ်ပေါ့နော် ပါရတယ်ဗျ ဒီဟိုစိမ့်စုံနေတဲ့အဝိုင်းလေးဟုတ်အဲ့တော့ကဲကျွန်တော်အခုဖြန်းလာတဲ့ဆေးလေးကိုမှတ်မိလားကို ဟုတ်ကဲ့မှတ်မိပါဗျ ဟုတ်ကဲ့ပါဆေးရနာမည်ဘယ်လိုခေါ်လဲ ကိုဖိုးဒီခင်ဗျကိုဖိုးဒီ ကိုဖိုးဒီနော် ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါနာမည်လေးမှတ်ရလွယ်ပါတယ်ကိုဖိုးဒီနော်ဆေးနှုံးထားရလေကျွန်တော်ဆက်ပုံးကို6ကလင်ကို8စွန်းထိပ်ပြီးတော့ကျွန်တော်ဒီပေါင်းကတော်တော်လေးကိုရှည်နေပါပြီဒီအနေထားကိုဖြန်းထားတဲ့အနေထား ဟုတ်ပါတယ်ဟုတ်ပါ ဒီ9ရက်လောက်နဲ့ကိုဒီမှာညှို့မေးပြီးတော့မှပုတ်ပြီးတော့မှဆွေးပြီးကြသွားတာတွေ့ရတယ်အကိုအနေဖြင့်စိတ်ကြည်နေမှုရှိလား ရှိပါတယ်ခင်ဗျ ဟုတ်တယ်အကိုအခုဒီအကိုတို့ဒီရော်ဖက်မှာဆိုရင်စဘာစိုက်ကဒီဧကတော်များတယ်နော် တော်တော်များတယ်ဗျတော်တော်များတယ် ဟုတ်ဒီတစ်ပြင်လုံးတော်တော်များတယ်နော်ဧက တော်တော်များတယ်ဗျ ဟုတ်ကဲ့ပါဒီစိုက်ဧကထဲမှာဒီမြက်ကတော့အများဆုံးပေါ့နော် ဒီမြက်ကတော့လက်ရှိတက်လို့မရတဲ့မြက်တွေမှာပါနေတာပေါ့ဗျာနော် ဒါကိုတို့ရှေ့မှာကြုံခဲ့ရတဲ့အခက်အခဲလေးတွေပေါ့နော် ဟုတ်ကဲ့ပါအဲ့ဆိုကျွန်တော်အခုလာပြီးတော့မှဒီဆေးလာဖြန့်ပေးတဲ့ကုမ္ပဏီရောအကိုသိလား ဟုတ်သိပါတယ်ခင်ဗျ ဟုတ်ကဲ့ပါ ဟုတ်ကဲ့ ကုမ္ပဏီနာမည်လေးပြောပေးပါဦး မင်းမဟုတ်ကုမ္ပဏီရပါခင်ဗျ မဲမော်ကုမ္ပဏီဖြစ်ပါတယ်နော် ဟုတ်ကဲ့ ပါ